ရှေးတုန်းကတောင်တန်းတွေဝန်းရံထားတဲ့ခြိုင်ဝမ်းကြီးတစ်ခုထဲမှာမင်းကောင်ဆိုတဲ့ရိုးသားဖြောင့်မတ်တဲ့လယ်သမားငယ်တဦးရှိခဲ့ပါတယ်။သူဟာမိဘမဲ့တဦးဖြစ်ပြီးတစ်နေ့လုံးမှတစ်နေ့စားရပေမဲ့စိတ်သဘောထားအလွန်ကောင်းမွန်သူဖြစ်ပါတယ်။တစ်နေ့မှာတော့မင်းကောင်ဟာတောနက်ထဲထင်းခွေသွားရင်းနဲ့အသက်ရှူရခက်ခဲပြီးသေလူမျောပါဖြစ်နေတဲ့ငွေကြီးတစ်ကောင်ကိုတွေးလိုက်ရပါတယ်။ရိုးသားတဲ့မင်းကောင်ဟာမကြောက်မရွံ့ပဲငွေကြီးကိုဆေးမြစ်တွေကျိတ်ပြီးကုသပေးခဲ့ပါတယ်။အဲ့ဒီနောက်ထူးဆန်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ငွေကြီးဟာရုတ်တရက်လူသားတဦးလိုစကားပြောလာပြီးတကယ်တော့သူဟာအဆောင်ရှောက်နဂါမင်းတစ်ကောင်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။နဂါမင်းကကျေးဇူးဆက်တဲ့အနေနဲ့လှပလွန်းတဲ့အမှောင်ထဲမှာတောင်လင်းလက်နေတဲ့နဂါမျက်လုံးပရမ ्या တုံးတုံးကိုမင်းခေါင်ကိုပေးအပ်ခဲ့ပါတယ်။နဂါမင်းကဒီပရမ ्या ဟာမင်းလိုချင်တဲ့စီးစိမ်ဥစ္စာတွေကိုပေးနိုင်တယ်ဒါပေမဲ့သတိထားပါမင်းရဲ့လောဘနောက်ကိုလိုက်မိရင်ဒီပရမ ्या ကပဲမင်းကိုပြာအဖြစ်ပြောင်းလဲပစ်လိုက်မယ်လို့သတိပေးပြီးပျောက်ကွယ်သွားခဲ့ပါတယ်မင်းခေါင်ဟာပရမ ्या ရဲ့အစွမ်းကြောင့်မကြခင်မှာပဲရွာမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။အိမ်ကြီးအိမ်ကောင်းတွေနဲ့လယ်ကွင်းတွေအများကြီးပိုင်ဆိုင်လာခဲ့တယ်။အစပိုင်းမှာတော့သူဟာစင်းရဲသားတွေကိုကူညီပါသေးတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှမင်းခေါင်ရဲ့စိတ်ထဲမှာလောဘကတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။သူဟာအရင်ကလိုရိုးသားတဲ့လယ်သမားလေးမဟုတ်တော့ပဲငွေကြေးနဲ့အာဏာကိုမမောတဲ့တထေးကြီးတဦးဖြစ်လာခဲ့ပါတယ်။ပရမ ्या ကိုလည်းဘယ်သူမှမမြင်နိုင်တဲ့မြေအောက်ခန်းလျှို့ဝှက်တစ်တာထဲမှာတင်စီထားပြနင်းညံ့မပြတ်စောင့်ကြည့်နေခဲ့ပါတယ်။တညမှာတော့ရွာကိုလူရဲဖြက်စီးမဲ့ဓပြအဖွဲ့တစ်ဖွဲ့ရောက်လာခဲ့ပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့မင်းခေါင်ရဲ့ပရမ ्या ကြီးပါပဲ။ဓပြတွေဟာမင်းခေါင်ရဲ့အိမ်ကိုစီးနင်းပြီးမင်းခေါင်ကိုဖမ်းဆီးကပရမ ्या ရှိတဲ့နေရာကိုအတင်းကျပ်မင်းမြန်းပါတော့တယ်။မင်းခေါင်ဟာသူ့အသက်ထက်ပရမ ्या ကိုပိုနှမျောတဲ့အတွက်မပြောပဲအောင်အီးနေခဲ့ပါတယ်။ဓပြကောင်းဆောင်ကဒေါသရကြီးနဲ့မင်းခေါင်ကိုဓာတ်နဲ့ခုတ်မဲ့အချိန်မှာပဲမင်းခေါင်ကလွတ်မြောက်အောင်ယုံရင်းမြေအောက်ခန်းထဲကိုပြေးဝင်ပြီးပရမ ्या ကြီးကိုကြစ်ကြစ်ပါအောင်ပွေဖတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းခေါင်ရဲ့စိတ်ထဲမှာငါတည်ရင်တောင်ဒီပရမ ्या ကိုဘသူ့ကိုမှမပေးနိုင်ဘူး။ဒါဟာငါအပိုင်ပဲဆိုတဲ့ပြင်းထန်တဲ့လောဘစိတ်တွေအဆုံးစွန်ထိရောက်သွားခဲ့ပါတယ်။နဂါမင်းရဲ့တတိပေးချက်အတိုင်းပရမ ्या ကြီးဟာရုတ်တရက်သွေးကဲ့သို့ရဲရဲနီလာပြီးအလွန်ပြင်းထန်တဲ့အပူရှိန်တွေထွက်ပေါ်လာကအိမ်တအိမ်လုံးကိုမီးတောက်တွေဝါမျိုးပါတော့တယ်။ဓပြတွေဟာကြောက်လန့်တကြားထွက်ပြေးကုန်ကြပြီးမင်းခေါင်ကတော့မီးတောက်တွေကြားထဲမှာပရမ ्या ကြီးနဲ့အတူပိတ်မိနေခဲ့ပါပြီ။အပူရှိန်ကြောင့်အသက်ရှူရခက်လာတဲ့ထိုနောက်ဆုံးအချိန်ကြာမှပဲမင်းခေါင်ဟာသူ့မားခဲ့မှန်းနောင်တရပါတော့တယ်။မင်းခေါင်ကမျက်ရည်ကျရင်ကျွန်တော်မှားပါပြီ။ကျွန်တော်စီးစိမ်တွေနောက်လိုက်ရင်အမှန်တရားနဲ့ကယုဏတရားတွေကိုမေးလျှော့ခဲ့မိပါပြီ။လို့အော်ဟစ်လိုက်ပါတယ်သူ့ရဲ့စစ်မှန်တဲ့နောင်တကားကြောင့်ရုတ်တရက်မီးတောက်တွေဟာငြိမ်းအေးသွားပြီးနဂါမင်းဟာမင်းခေါင်ရဲ့ရှေ့မှာပြန်လဲပေါ်လာပါတယ်။နဂါမင်းကမင်းခေါင်ကိုကြည့်ပြီးမင်းရဲ့နှလုံးသားထဲကအလင်းရောင်ဟာလောဘကြောင့်မှောင်မိုက်သွားခဲ့ပေမဲ့နောက်ဆုံးချိန်မှာမင်းရဲ့နောင်တကမင်းကိုပြန်ကယ်တင်လိုက်တာပဲလို့မိန့်ကြားခဲ့ပါတယ်။နဂါမင်းဟာပရမ ्या ကြီးကိုပြန်လဲယူဆောင်သွားခဲ့ပါတယ်။မင်းခေါင်မှာစီးစိမ်ဥစ္စာတွေအားလုံးဆုံးရှုံးသွားခဲ့ပေမဲ့သူ့ရဲ့အသက်နဲ့ရိုးသားတဲ့စိတ်ဓာတ်ကိုတော့ပြန်လဲရရှိခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့မင်းခေါင်ဟာအရင်လိုပဲရိုးသားအေးချမ်းတဲ့လယ်သမားလေးတဦးအဖြစ်ပြန်လဲလုပ်ကင်ပြီးမိမိရရှိသမျှနဲ့ရောင်ရဲတင်းတိမ်ကပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်။ပုံမြင်ရဲ့သင်ခန်းစာကတော့လောဘနောက်သို့အဆုံးစွန်လိုက်ပါကမိမိကိုယ်ကိုဖျက်ဆီးရာရောက်ပြီးမိမိရှိတာနဲ့ရောင်ရဲတင်းတိမ်ခြင်းကသာစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုပေးနိုင်ပါတယ်။